ကိုစလိုက်မမဟုတ်ဘူးလို့စောရရပြောတာလေ။ तू ကပဲကိုကိုကြိုက်တာ။ကိုကသူ့ကိုမကြိုက်ဘူး နင်ကသူ့ဘာလို့မကြိုက်တာလဲ ။ကိုမယောက်ျားလေးကိုမကြိုက်တာ အဲ့ဆိုနင်ကဘာကိုကြိုက်တာ ။မင်းကလေးလေ။အထူးသဖြင့်မင်းကိုမင်းကိုစိတ်ဝင်စားနေလို့ချင်တယ်။ကိုမင်းကိုရဲ့ treasure လေးလို့ခေါ်လို့ရမယ်။ ငါအတွင်းအင်တာဗျူးဘလောက်လေးရိုက်မယ်ပေါ့ပြီးရင်ထရီရှာကောင်းမရှာဝါခရင်လေးကိုလက်ဆောင်ပေးမယ်ပေါ့တွေးထားတာအဲ့လိုမျိုးအခုတော့အတွင်းကြီးဘလောက်မဟုတ်ပဲနဲ့ဟုတ်ပြန်တာမိရဲ့ဘလောက်ဖြစ်နေပြီ အေးလေဟဲ့နောက်ဆုံးတော့နင်ဘဲပြစ်မှဖြစ်သွားတာပေါ့ ကြောက် ဟာလေ နင်ပြောမှန် ဟောနင်ဆိုဒီမှာလဲနော် ချက်တဲ့။ဘာလို့အဲ့လောက်တောင်မှအော်ကြီးဟစ်ချင်ငူနေရတာလဲ နင်စလိုက်မ ။ကိုစလိုက်မမဟုတ်ဘူးလို့စောရရပြောတာလေ။ तू ကပဲကိုကိုကြိုက်တာ။ကိုကသူ့ကိုမကြိုက်ဘူး နင်ကသူ့ဘာလို့မကြိုက်တာလဲ ။ကိုမယောက်ျားလေးကိုမကြိုက်တာ အဲ့ဆိုနင်ကဘာကိုကြိုက်တာ ။မင်းကလေးလေ။အထူးသဖြင့်မင်းကို နင်ဘာလာပြောနေရလဲ ဟာဟိုက treasure ကုန်းမိတ်ရှာဝါခွင့်တာကိုကိုလက်ဆောင်ပေးပါလားကိုလည်းအဲ့ဒါပဲတောင်းတာလေသူက gender and mind formula နဲ့ထုတ်ထားတာဆိုတော့ဒါကြီးကိုနူးညံ့ပြော့ပြောင်းစီရယ်နောက်ပြီးတော့သူ့နဲ့ချိုးပြီးတဲ့ခါတိုင်းမှာလူရှင်းထက်လိမ့်စရာမလိုဟုတ်တယ်မလား နင်ကအတီလာနောက်နေရပဲ အတီလာနောက်နေရမဟုတ်ပါဘူးအတီလာပြောနေရမင်းကိုစိတ်ဝင်စားနေနေချင်တယ်မင်းစီက treasure ရေးချိုးစက်ပြအနံ့လေးရတယ်ဟာကိုမင်းကိုတတိထားမိတယ်ကိုမင်းကိုရဲ့ treasure လေးလို့ခေါ်လို့ရမယ် နင်ဘာလာပြောနေရလဲ မင်းကိုကျေးဇူးတင်ကြအောင်ကြံနေသေးရဲ့ ငါအမျိုးဘာလို့ကျေးဇူးတင်ရမှာ ဟုတ်တယ်လေကိုကျေးဇူးကြောင့်ကိုကောင်ဖောက်ပြန်တာမင်းမိရမလားကိုကြောင့်လည်းအဲ့လိုမကောင်းတဲ့အကောင်မင်းဘွားတွေကထုတ်ပယ်နေတယ် အာငါဘာလို့နင်ကိုကျေးဇူးတင်ရမှာလဲနင်ဟာတာရလာပြောနေရပဲသိစမ်းမနင်မဟုတ်မဟုတ်တာတွေငါဆက်ပြီးနားမထောင်နိုင်တော့